စီဖြိုးဘာကမှမဟုတ်ရင်အဲ့ဆန်ခေါ်မလားဟုတ်လားကျွန်တော်ပြစီဖြိုးဘာကမှမဟုတ်ရင်ခေါ်မလားကျွန်တော်ရဲ့ရိတ်ဝါဒတွေကျွန်တော်ရဲ့နာမည်နဲ့နှောင်းမိုးရတဲ့လူတယောက်ကိုလူတို့သုံးတာပေါ့စီဝိုင်းသမားအုံနောက်ရှိရတယ်စီဝိုင်းသမားတွေမှာအုံနောက်ရှိရလမ်းမရောက်ခွေးကိုတော့အိမ်မှာတင်မမွေးဘူးကျွန်တော်ပြောနေတာဟုတ်တယ်မလားဗီဒီယိုကဒါနောက်ဒီခန္ဓာတွေကများလာပြီပြီးတော့ဂျေစုကန်နဲ့မင်းတို့ကငါတို့ရဲ့အကြောင်းဘယ်လောက်တည်တော့ငါအကြောင်းဘယ်လောက်တည်တော့သိချင်ငါ့ကိုအရင်ဆုံးမေးလိုက်ငါ့ကိုအရင်ဆုံးမေးငါပြောပါမယ်နော်ငါဘယ်သူ့ပေါ်မှာဂျေစုမကန်ခဲ့အကိုကြီးနာနေတော့ကလည်းအကိုကြီးနာကိုဘယ်နှစ်နှစ်နေခဲ့တယ်နော်10စုနှစ်တခုနေခဲ့တာ10စုနှစ်တခုကိုပွင့်လေပြောမယ်နော်အခါချင်းဝင်နေနေခဲ့တာမဟုတ်မြစ်တာနဲ့ပဲနေခဲ့တာမြစ်တာနဲ့နော်မပေးဘူးလို့တော့မပြောဘူးနော်တချင်းဆိုလို့ရရင်ပေးတယ်ဆူကြီးရရင်ပေးတယ်တချင်းဆိုလို့ဆူသေးရရင်ပေးတယ်ရိုက်ကူးရေးကြီးတွေပါလေပေးတယ်အဝတ်စားတွေပါဆင်ပေးတယ်ငါကျင်တယ်လို့ငါလုပ်ပေးခဲ့တာဒါပုံမှန်နေဒါပေမဲ့အခုဒီဘက်မှာအလုပ်လာလို့တုန်းကလည်းအကိုကြီးကိုတေချာဂါဂနန္နာတွားပြီးတော့ခွင့်တောင်းတယ် respect ထားတယ်အကိုကြီးရဲ့ခုံပေါ်မှာတင်းအောက်ကနေပြီးတော့အောက်ကျမ်းမြင့်လေးမှာထိုင်ပြီးခြေတော်လေးကိုကန်ပြီးတော့အကိုကြီးညီလေးတော့လုံးချင်နေပြီးညီလေးကိုခွင့်ပြုပေးပါခွင့်တောင်းတယ်အဲ့ချိန်မှာဘာပြောလဲဆိုတော့ဟဲ့နဲ့မင်းနဲ့ငါးချီထွက်သွားရင်တေကန်းပြတ်ပဲတဲ့ငါအခက်အခဲဖြစ်နေတာတဲ့ဆိုဟာ तू အခက်အခဲဖြစ်တာ तू မှအနေထားနေတယ်ကို့မှာစားကြမရှိဘူးကို့မှာအမနိုင်မဝင်ကတော့ပါရဲ့နောက်မှလည်းမိသားစုကဝန်ထမ်းမိသားစုကို့မှာဘာမှရေးရမရှိဘူးအသက်က30နဲ့မှ9နှစ်ရှိပြီကျွန်တော်နဲ့အကိုနဲ့မှ2နှစ်ပဲกว่าတယ်ကျွန်တော်နေခဲ့ပြီးလေလုတ်ပြီးခဲ့ပြီးလေအများကြီးကျွန်တော်ကဘာလို့ကျေးဇူးကမ်းမှာကျွန်တော်နေခဲ့စီတော့လည်းမိသားစုလို့နော်ကိုသားသမီးတွေလို့အကုန်လုံးကိုကျွန်တော်အစီမြောင်နေခဲ့တာပဲဒီဘက်ကိုလာတဲ့အကြောင်းရင်းရတယ်ဒီဘက်ကမိသားစုကလည်းအကိုကြီးနဲ့ပတ်သက်ပြီးတော့မှနော်အကိုကြီးနဲ့ပတ်သက်ပြီးတော့မှသိရတာရင်းနှီးရတာဒါပေမဲ့ဒီဘက်ကမိသားစုကမေတ္တာပေးတယ်လေပြီးတော့ကျွန်တော်နေရလေကျွန်တော်နေတယ်ဆိုတာလဲကျွန်တော်ကဒီကိုရောက်တော့လဲအကိုကြီးပေါ်မှာဆောင်းချင်းမြောင်းချင်းလည်းမရှိဘူးပြီးတော့ကျွန်တော်ပွင့်ဝင်နေကြွားကျွန်တော်အခုချိန်ကြီးနော်ကျေးဇူးမကမ်းဘူးဒါယောက်ျားစကားအမှန်တော့စကားပြောတာပြီးတော့ဘာလို့တစ်ခုဆိုရင်ကျွန်တော်ကြောင့်ဆောင်းမြောင်ပြီးပြောကြောင်မမြင်ဘူးကျွန်တော်ကြောင့်ဟိုလူဖေးခေါ်လာရောဒီလူဖေးခေါ်လာရောကောင်းမနေတယ်မှာလဲဟဲ့ကျွန်ခွေးရခွေးဟာညီလိုကိုလိုနေကြတာကိုတောင်ကျွန်လို့တတ်မှာကျွန်တော်ကဘာလို့တခင်လို့တတ်မှာဟုတ်ဘူးလားဒါကျွန်တော်ကတော့ဒီကားကျတော့ပုံဝင်နေပြောကျွန်တော်ကမှန်တာပြောမှာကျွန်တော်ကိုတားထိကလိုက်တော့ကျွန်တော်ကတော့သေးမခံဘူးကျွန်တော်ကိုပြောတော့ကျွန်တော်ကမှန်တာတော့ပြောမှာပဲကျွန်တော်မဖြေရှင်းလို့မရတော့ကျွန်တော်သေးခံနေကြတာတွေကများပြီကျွန်တော်ကျတော့မျိုးစုံပတ်ပြီးတော့ကြားရမရှိဘူးဆဲရဲဆိုးတဲ့မျိုးစုံဆောင်းမြောင်းပြီးတော့ကျွန်တော်ဘာမှမလုပ်ခဲ့ဘူးနော်ကျွန်တော်ဒီဟူလာတော့ကလည်းတေချာအကိုကြီးရဲ့ကျွန်တော်ခွင့်ပြုပေးပါနော်ကျွန်တော်ခွင့်ပြုပေးပါအကိုကြီးရဲ့ကျွန်တော်လုံးချင်နေပါပြီဆိုလုံးရတော့မှအရွယ်လေးကျွန်တော်မှ35နှစ်ရှိနေပြီကျွန်တော်မှဘာမှရေရာမရှိဘူးဘာမှတေးသေးချာမရှိဘူးကျွန်တော်လုံးစားတော့ဒါနောက်ဆုံးဖြည့်ရှင်းနေမယ်